Okay အားလုံးမင်္ဂလာပါရှင်ဒီနေ့မှာဆိုလို့ရှိရင်တော့ play ကတန်းလင်းအောင်ချမ်းသာရက်ကွက်တဲကမီနိုတော့ garden လေးကိုရောက်နေရပဲဖြစ်ပါတယ်ဒီ channel ကဆိုလို့ရှိရင်ပေါ့နော်ဒါ play လို့ခွချစ်သူတွေအတွက်အရင်အဆင်ပြေနေရလေးပဲဖြစ်ပါတယ်ကိုယ့်ရဲ့ပေါ့နော်ခွေးလေးတွေကိုဒီမှာဆိုလို့ရှိရင်ဒါရေကူးကန်တို့ဒါ grooming လုပ်တာတို့ spa အစုံလုံးရှိရဒါ training လေးရှိရဆိုတော့ဒါ play ကအရင်ကိုစိတ်လှုပ်ရှားနေပေါ့နော်အခုဒီနေ့မှာဆိုရင် play ရဲ့သားလေးဖြစ်တဲ့ Ruro လေးပါခေါ်လာပါတယ်ပြီးသွားပြီဆိုလို့ရှိရင်လည်းဒါဒီ channel ရဲ့ပေါ့နော်ပိုင်ရှင်အကိုနဲ့အမစီမှာဒီလိုခွေးလေးတွေကြီးပဲပေါ့နော်အကောင့်40ကျော်လောက်ရှိလို့လည်းသိရပါတယ်ကဲဒီတော့အထဲမှာဘာတွေရှိလဲ play ကအရင်စိတ်ဝင်စားနေပြီကဲဒီတော့ play ညောင်းနေတူတူသွားကြည့်ကြမယ်တော်လားတော်မလား let's go မမင်္ဂလာပါဘာများကြည့်ပေးရမလဲရှင်အမားတို့ပေါ့နော်ဒီ channel မှာဘာတွေရှိလဲပေါ့နော်ဒီမှာတသားလေးခေါ်လာဆိုတော့ဟုတ်ကဲ့ဒီ channel မှာကျတော့ဒီ puppy လေးတွေအတွက်ပေါ့နော် basic grooming ရှိမယ် swimming ရှိမယ်ဒီ shower လုပ်တန်းရှိလုပ်တဲ့အပိုင်းရှိမယ်ခြေသက်လက်သက်နားတန်းရှိပါညာအကုန်ရမယ်ပြီး playground ရှိမယ် pet hotel ရှိမယ်ပြီး training school ရှိမယ်ဟုတ်ကဲ့ပါအမအဲ့ဆိုရင်ဒီနေ့ပေါ့နော်တတကိုအဲ့လိုမျိုးပိတ်ဆော့ခြင်းတယ်ပေါ့ तू ကအိမ်မှာပဲအမြဲနေနေရတော့သူကအိမ်မှာပဲအမြဲနေနေရတော့ဗောနော်အမဒီမှာခွေးအများကြီးရှိလို့တည်ရဘာမျိုးစားရည်လဲမသိဟုတ်အများသောအားဖြင့်ကျတော့ golden များတယ်ဗောနော် golden retriever ရှိတယ် pom ရှိတယ်bully ရှိတယ် pitbull ရှိတယ် alaskan ရှိတယ်ဟုတ်မအကုန်ကိုယ်တိုင်မွေးတာလားကိုယ်တိုင်မွေးတာtraining ကြတော့မဘယ်လိုမျိုးလဲ training ကြတော့ဒီဗောနော်အသက်အားဖြင့်ဒီ3လ4လလောက်ကနေစပြီးတော့ training လို့ရတယ် training ကကြတော့training ဆရာတွေရှိတာဗောနော်ဒီကလေးရဲ့လိုအပ်ချက်ပေါ်မှာကြည့်ပြီးတော့ training ဆရာတွေကဘယ်လိုမျိုး train ပေးရမလဲဆိုတော့သူတို့ကလေ့ကျင့်သင်ကြားပေးပါတယ်ဟုတ်ကဲ့ပါအမဒါဆိုရင်ပေါ့နော် play တို့ကဒီမှာတသားတို့ကဒီလိုမျိုးလုံနေတဲ့အချိန်မှာပေါ့ play တို့ကြတော့ဘာလို့ရလဲလူကြီးရဟောတော့ဘာလို့ရလဲလို့ဟုတ်တယ်ပါရောဒီ puppy လေးတွေနဲ့ပါလာတဲ့ puppy လေးတွေဖေဖေမေမေကြတော့အနားယူလို့ရတယ်ပေါ့နော်ဒီမှာပန်းဖြေဆောင်တွေရှိတယ်ပြီးတော့ဒီခစ်လူငယ်တွေအတွက်ပေါ့နော် selfie ဆွဲပြီးတော့အဲ့လို TikTok လေးဆော်လို့ရအောင်လို့ gravity ဆွဲထားတဲ့နေရာတွေရှိတယ်မိုက်တယ်ပြီးလို့ရှိရင်ဒီတန်ရဲ့ဒေတာအစားအစာဖြစ်တဲ့ထရေပေါ့ထရေအချို့ထရေချေတောက်ပြန်ထရေဆိုရမယ်ပြီးဒီရဲ့အမြည်တွေဖြစ်တဲ့ဒီလက်ကျွတ်တို့ဖားတို့ကြက်ကြောပါညာအတုပ်ပါညာရမယ်ပြီးလို့ရှိရင်လူကြီးတွေကကြတော့ဒီတရုတ်အစားအစာဖြစ်တဲ့ထမင်းကြောခေါက်ဆွဲကြောထမင်းပါအကုန်ရတယ်ဒီ KFC ကြက်ကြောတွေကစဒီကလေးငယ်တွေအတွက် KFC ကြက်ကြောတို့ဟမ်ဘာဂါတို့ lottery တို့ကစဒီဘက်ဒီတိုင်းလေးမှာရနေပြီဟုတ်ကဲ့ပါမဟုတ်တက်နေပါဟုတ်ကဲ့ပါအမဒါဆိုလို့ရှိရင်ပေါ့နော်ဟိုပါပေါ့ဒီဟာလေးကိုလောက်တာကြာပြီလားမဖွင့်တာကတော့တိတ်မကြသေးလို့သိရယ်ဒီ November 9ကမှဖွင့်လိုက်တာဟုတ်ကဲ့မဟုတ်စပြီးတော့အကောင့်ထဲပေါ်ကြတာတော့ June July လောက်ကမှစပြီးအကောင့်ထဲပေါ်ကြတာပေါ့နော်အကောင့်ထဲပေါ်ပြီးတော့အခုကလည်း 100% ပြီးပြီလားဆိုတော့ 100% တော့မပြီးသေးဘူးပြီးစီးမှုအနည်းငယ်တော့ကျန်သေးတယ်ဒါပေမဲ့လည်းဟိုလာစတင်ပြီးလုပ်ငန်းလက်ပတ်လို့ရတဲ့အနေအထားဖြစ်ပြီဆိုတဲ့အတွက်ကြောင့်လို့ချိုးဖေမီတွေကသူ့ပတ်လေးတဲ့ဖေမီတွေကလာလဲခြင်းနဲ့ဖွင့်มาတော့ဆိုတဲ့အခါကျတော့ဖွင့်လိုက်တာပေါ့နော်ဖွင့်ပြီးတော့သူတို့ကလေးနဲ့အေးရတက်နိုင်တဲ့ကလေးတွေစောကြတယ်အဓိကရည်ရွယ်ချက်ကတော့အဲ့ရန်ကုန်မှာများတော့ဖြစ်တယောက်တည်းကလေးတွေတယောက်တည်းနေရတာများတယ်ဟုတ်တယ်သူရောပဲတယောက်တည်းပဲတနာပါအဖော်လေးနဲ့ space ဆော့တာမျိုးပေါ့နော်ဥပမာပူတူးဆိုလို့ရှိရင်ဘသူလာအဆင်ပြေတယ်အဲ့လိုမျိုးEvan တို့ဆိုလည်းအဆင်ပြေတယ်သူတို့ဆိုလို့ရှိရင် Evan နဲ့ site တူတယ်ပူတူးနဲ့လည်းဖြစ်တယ်အဲ့လိုမျိုးကလေးတွေရှိတဲ့ခါကျတော့တူတူစောကြကလေးတဘာဝလည်းစောကြအဲ့လိုစောတဲ့အချိန်မှာလည်းဒီအိမ်မှာရှိတဲ့ဝန်ထမ်းကလေးတွေကနေပြီးတော့လိုက်ထိန်ပေးတယ်ဒီပပီလေးတွေဖေဖေမေမေတွေကလိုက်ပြီးတော့ကြည့်စရာမလိုအနေမဖြစ်အောင်ပေါ့နော်လိုက်ပြီးတော့စောက်ရှောက်ပေးတယ်ဟုတ်ကဲ့မီနိုတော့ဆိုတာဘယ်လိုဖြစ်လာဆိုတာကကျတော့ညီမရဲ့တာကြီးပေါ့ပြောမှဆိုလို့ရှိရင်ဒီကားတိုင်းဒီခွေးလေးတွေစပြီးတော့မွေးတာတော့ဒီမီနိုတော့ရက်နေစတင်ခဲ့တာမီနိုတော့လေးကို45ရက်ကနေစပြီးတော့ကန်နယ်လေးတစ်ခုကနေဝဲတယ်ကန်နယ်တစ်ခုကနေဝဲခဲ့ပြီးတော့မှစပြီးတော့ဝဲတယ်အမျိုးသားဘော်ဒီကဝဲလာပြီးတော့သူ့ကိုချစ်ပြီးမွေးတယ်မွေးတော့အချိန်တန်တော့မိမလိုချင်တယ်မိမလိုချင်တဲ့အခါကျတော့မိမပေးစားတယ်ဟိုတကောင်နဲ့မွေးတယ်အစားတဲ့အခုအခလေးတွေဒီမှာရှိပါတယ်အဲ့ဆိုမိတ်ဆက်ပေးဦးမဟုတ်ပေးပါမယ်အခုအဲ့ဆိုလို့ရှိရင်အထဲမှာသွားရောက်လေ့လာကြည့်ရအောင်ဟုတ်ကဲ့ကြောက်ခဲ့ပါရှိဟုတ်ကဲ့ဒါဆိုရင်သွားကြမယ်တသားလားသွားမယ်ဒါဒီမှာဆိုလို့ရှိရင်ဒီမှာဒီလိုမျိုးလေးပေါ့နော်လှလေးလောက်ထားတယ်ဒါဘိန်းလေးနေပေါ့နော်ဒါကလေးတွေဆိုလို့ရှိရင်အဲ့လိုမျိုးဒါလေးပိတ်ပေးမယ်ရှောက်စောရတူတာမှရှူနေပြီဒီအဓိကကလေဒီပုံပေါ့နော်ပြောချင်တာဒီပုံမိန်းကလေးမျက်နှာတစ်ဟိုခွေးလေးမျက်နှာတစ်ချမ်းမိန်းကလေးမျက်နှာတစ်ချမ်းများသောအားဖြင့် golden လေးတွေကမိန်းကလေးတွေမွေးတာများတယ်ဆိုတော့ဟိုတချို့ဟိုမိဘတွေကသူတို့သားသမီးတွေသူတို့ရဲ့ဘဝသူတို့ရဲ့အသက်ပေါ့နော်အဲကြတော့
ဒီမီရဲ့သားသမီးနဲ့တစိမ့်ထဲတုံဟန်းနေဆိုပြီးတော့ဖြစ်အောင်ဆိုပြီးတော့ဆွဲတော်ရွက်လေးလို့ပေါ့နှလွာပေါင်းမှတရွက် ဟုတ်တယ်နော်နော်တသက်နဲ့မမလည်းအဲ့လိုပဲနော်တသက်နဲ့မမလည်းအဲ့လိုပဲနော်နှစ်လောပေါင်းမှတရက်နော်တဲ့နော်ပြပြလိုက်နော်မမတက်တော့တက် ကြတော့ အဲ့ဒါတက်မယ် ဒါမှကြတော့ဒီအဲကွန်ညဘက်ဆိုလို့ရှိရင်အဲကွန်နဲ့ပေါ့နော်အဲကွန်နဲ့ထားတယ်နေ့ဆိုလို့ရှိရင်ဒီတဘာဝအတိုင်းထားပေးတယ် အော်မအဲ့ဆိုဒီထဲမှာဘယ်နှကောင်လောက်ရှိလဲမ အဲဒီထဲမှာကျတော့အကောင်20ကျော်30လောက်တော့ရှိတယ်20ကျော်30ဝန်းကျင်လောက်ရှိတယ်ဒီမှာဆွဲထားတဲ့ကလေးတွေအားလုံးကလည်းအိမ်မှာရှိတဲ့ပပီလေးတွေရဲ့တကောင် ပုံစံလေးတွေနော် ကိုစားပြုတယ်ဒါလေးဆိုလို့ရှိရင်မီနိုတော့ဒီဘက်ကစောင်းနေရဆိုလို့ရှိရင်ပူတူကိုစားပြုတာဟိုအဖြူလေးဆိုလို့ရှိရင်ညီမအိမ်မှာရှိတဲ့ပေါ်မရီယန် ပုံလေး ဟိုဘက်ကကျတော့ဆိုလို့ရှိရင်လည်းဂိုရန်လေးဟိုဘက်မှာရှိလို့ရှိတဲ့ဟာဘူလီညီမဟိုသားပေါ့ကင်းကောင်းဟိုဘက်မှာရှိတာမိုင်လိုဆိုတာအလက်စကန်လေးဒါကတော့အိမ်မှာရှိတဲ့ခလေးတစ်ယောက်ချင်းကို လေးလေး ကိုစားပြုထားတာ ဆွဲတာပါနော်ဒီဒီရော play တော့ကြည့်ကြမယ်လိုက်ခဲ့ပါအောင်ရှင့် ဒါလေးတော့သူတို့ရဲ့ IPA မစအဲ့ဟိုပေါ့မစင်စွန်းနဲ့ကွင်းဒီဘက်ကတော့ playground ကွင်း ဒီဘက်ကဒါဆော့ရနေရပါနော်တသားကြီးလာကလေးလာ တားရဲ့ဟိုနောက်ကတကားလေးပိတ်ထားပြီးတော့တားလေးလှုပ်ပေးထားလိုက်ပါသူတို့လည်းလက်ဆော့ပါစေ တသက်ဆော့မလား ရပါတယ်ညီမလေးလှုပ်ပေးလိုက်ပါဒီမှာလေခလေးတွေကိုဒီ channel ဝင်တာနဲ့လွတ်လွတ်လပ်လပ်ဆော့လို့ရ ကဲသွားတော့ အကုန်ပိတ်ထားပါတယ်ဟိုလွတ်လွတ်လပ်လပ်သူပြေးလွှားဆော့ကစားလို့ရတယ် တသက်ကြီးဟိုမှာတငယ်ကြီးဟိုမှာ လာမသေးလား ညီမလေးနော်ညီမလေးနော် ထားတာမိကြီးတကားလေးပိတ်ပေးပါဦးညီမလေး ညီမလေးနော်တဲ့သူအဲ့လိုရှောက်သွားကျင်တာလေဒီကအိမ်မှာကျတော့သူကိုရန်ကျတော့အဲ့လိုမျိုးသူနဲ့ကြောင်လေးတကောင်လီယိုနဲ့နှစ်ယောက်တည်းပဲနေရတော့အဲ့သူတို့မော်နမနှစ်ယောက်ပဲချစ်နေအဲ့လိုအပြင်သွားလဲသူကခဏပဲအပြင်ရောက်လို့ရှင်သူပြင်းနေရောစော့ကျင်တာအဲ့လိုက်ပို့မယ်နဲ့မပို့ပြအခုမှပဲကြုံလို့လိုက်ပို့ပြတာ အဲ့ဒီ မအေး သူတို့ဒါကသူကကျတော့ဟိုမိဖွားရတာမကြသေးသူက2နှစ်ကျော် အော် 2နှစ်ကျော်ဆိုတော့လေ ဟဲ့တူတီလေးနော် ဟုတ်နေပေါ့မီနီပွန်လေးပေါ့ပိုမရီယန်မီနီပိုမရီယန်လေး ကိုင်းလို့ရလား ရတယ် ကလေးလေး ဒီကတိတ်တော့မလောက်ဘူးပေါ့မိဖွားထား ချစ်စရာလေးပါ ညှက်ထားတာ ကလေးလေးအဲ့လိုတီလေးအော်အေးတတောက်လည်းချစ်တယ်ဟုတ်တယ်တတောက်လည်းချစ်တယ်စိတ်မကောက်နဲ့အေးဟုတ်တယ်ပေါ့နေ မိဖွားထား တဲ့ တော့ တဲ့အဲ့လိုလိုဝေါလေဟုတ်တယ်သူစိတ်ကမကြည့်ဘူးနော်တဲ့နော် မောင်ညီမလေးမမ2နှစ်ကျော်ပြီ အော်မမတသားရင်မမတဲ့မသေးပေါင်းနေပြီမသေးပေါင်းနေ အဓိကတော့လေလိုက်လာတဲ့မိဘတွေအတွက်ပေါ့နော်အပန်းဖြစ်ဖို့တော့ဒီလိုထီးရှိမယ်အတဲလည်းရှိမယ်ပေါ့နော် ဒါဆိုတော့ကိုကလေးကိုတေချာလွတ်လွတ်ထားပြီးတော့ လွတ်လို့ရတယ် အေးစစ်စစ်နေလို့ရပါ ဟုတ်တယ် တော့ ဝန်ထမ်းအင်က6ယောက်ရှိတယ်အဓိကပေါ့နော်သူတို့လေးတွေကိုလိုက်ပြီးတော့ရှူပေးမယ်ဆောက်ရှောက်ပေးမယ်ပြန်သွားတဲ့အခါကျတချို့ကျတော့စော့ယုံတက်ပေါ့နော်စပါလုပ်ချင်ဆိုလို့ရှိရင်ညစ်ပတ်နေတဲ့အမွှေးမြင်လေးတွေကို drying wash ပေါ့အချောက်ချော်တာမျိုးခြေသက်လက်သက်ညှက်ပေးလိုက်တာမျိုးခြေပွားလက်ဖွားတွေသူတို့ pause လေးတွေညစ်ပတ်သွားတဲ့အခါကျတန်ရှင်းလိုက်တာမျိုးမျက်နှာတွေညစ်ပတ်သွားတန်ရှင်းလုပ်ပေးတာမျိုးအဲ့လိုမျိုးလေးတော့လုပ်ပေးတယ် ဟုတ်ကဲ့မ ပြီးတော့နောက်တစ်ခု service ကရတာတော့ရေကူးကန်ပေါ့ ဟုတ်ရှီကူးကန်လေးနော်ကဲဒီကရှီကူးကန်လေးတော့တသားရေလိုက်မလား ဘုတူရေလာသမီးလား ဟေးဝတီရေမချစ်စရာကိုရိုင်းဒါရေမမဒီမနော်မေဝိုင်းစော့မယ်ဆိုမေဝိုင်း ဒါကျတော့ဒီမှာ service မှာအသုံးပြုတဲ့ရေကူးကန်လေးပေါ့နော် အေးဟိုပူတူက ဒီရေကူးကန်ကညီမတို့ဒီပေ250အနက်ကိုထူထားတယ်တဘာဝတောက်ရည်ကြီးရတယ်ထူထားတယ်ကြောက်ချင်း chemical chlorine ဘာစေဝါမှမခံ မထည့်တာဘောနော် ဝေးပေါ့နော်တဘာဝရေကိုမှ ဟဲကူးတော့မှာလားဟဲကူးတော့မှာလား ဒီပြက်နေတဲ့ရေဆက်ပြီးတော့ညီမောင်းလို့မရဖြစ်နေတာ အော် ဒါတော့သူကတော့ပူတူလေးပေါ့ ပူတူရေတဲ့ပူတူရေဟုတ်တယ်ချောရနော်ချစ်ဆိုင်နော်မြအမလေးအေးဟုတ်တယ်ချစ်တယ်ဘာလေးပေးပါအော်အဘွားပေးတယ်အမလေးချစ်လိုက်တာပူတူကြောင့်လေးနည်းနည်းပြပြပါအောင်မ ပူတူလေး တသားလာဒီဘက်လာ တော့ဘလို့ပြောမယ်သူကယူစကားမပြောရုံတမယ်ပဲအတိုင်းမှသူကနားလဲတယ်အရန်လိမ့်ပါတယ်သူခုကြတော့ညီမကအသက်2နှစ်ကြာမှအဲ့ဟို line မော်ကမိတ်ဆွေတယောက်စီကနေပြီးတော့ဝေထားတာပေါ့နော်သူကတော့ငွေဘွားလေးလည်းမွေးထားတာမဟုတ်ဘူးဒါပေမဲ့လေဒီကလေးကလေဘလို့ပြောရမှာဆိုလို့ရှိရင်မျက်ရည်မျက်ကဲကိုအရန်တည်တယ်တခင်ဒီမကောင်းဘူးတခင်အဲ့လိုမျိုးတစ်ခုခုဟိုဆိုလို့ရှိရင် तू ကလိုက်ပြီးခံစားပေးနိုင်တယ်လိုက်ပြီးတော့လည်းအဖော်ပြုတ်ပေးနိုင်တယ်လုံးဝတခင်ကိုအဖော်ပြုတ်ပေးနိုင်တဲ့ကလေးထက်မှ तू ထိတ်ဆုံးမှပါတယ်အရန်တည်တတ်တယ်သမီးရေဘူတူလာပါဦးမစ်စီကိုသူကလေအတိုင်းသားနားလဲတယ်ဈေးသွားဈေးပြန်တာသူလုပ်လို့ရတယ်လာပါဦးထိုင်မအောင် ဈေးသားဈေးပြန်လုံးမလားကလေး ထိုင်မအောင် ချစ်ကောက်လိုက်တာ ဟုတ်တယ်ဘူတူကတပုတ်ရိုက်ခံမှာ လိမ်မာလိုက်တာကြည့်ပါဦးပူတူလေးကအရန်လိမ်မာပဲအရန်တိတက်တာတသားရေ ပြီးတော့တီတီတို့ကလက်ပေးပါအောင်နဲ့ ဟာ လက်လေး
ပေးပါဦး ချစ်မကောင်းလိုက်တာတတရေသူများလက်တွေပေးကုန်ပြီနော်နင်ဘာလုံးอ่ะ လက်လေးပေးပါဒီဘက်လက်လေးပေးပါ တတလက်လေးပေးပါဦးနဲ့လက်လေးပေးပါဦးနဲ့ဟိုမှာမမေကလက်လေးပေးပါဦးနဲ့ဟုတ်တယ်ဟုတ်တယ်အော်အေးပုတ်မယ်အိုးချစ်ဖို့ကောင်းလိုက်တာလိမ်မာလိုက်တာအတန်လေးကလည်းဘောင်းဆုံးနော် သူကအရင်အချွဲတလိုက်သူကအချွဲ ဟောကြည့်ပါဦးနိုဒီအကြီး ဝါနေတာ ကြည့်အောင်ချစ်ဖို့ကောင်းလိုက်တာဟုတ်တယ်တတပဲအရင်ဝါလို့ဝိတ်ချတယ် သူမကျန်ဘူးတူးလေးလာပါဦး ပူတူရေဟဲ့တတပူတူလားတတက်ပူတူလားဟဲ့သူများရှုပေါက်နေ ခုကန်ကကြတော့လေ ဟုတ်မှာ ခုကဘာလေးရနိုင်လဲဆိုတချို့ဆိုလို့ရှိရင်မိရဲ့ပပီလေးတွေနဲ့အတူတူခွင့်ရှိဟိုတူရတာပေါ့ အဲ့ဆိုဆင်ပြရပါတော့ ပပီလောက်ပဲဆင်းလို့ရတယ်တခင်ဆင်းလို့ရတယ်ဒီကကြတော့တခင်မှညီမတို့ဆင်းကူးနိုင်အောင် အဲ့လိုဆိုအဆင်ပြေပါတော့ညီမတို့ဆိုအဲ့လိုမျိုးဟိုလေစိတ်ပူတတ်တယ်လေအရင်တည်းရမှာဟိုဒါလေးအဆင်ပြေပါမလားဆိုပြီးတော့အဲ့လိုမျိုးလေ သူတို့တခင်ပါမှာ ဟုတ်တယ် အဲ့လိုကူးတဲ့ကလေးရှိတဲ့ခါကျတော့တခင်ရောဟိုပြောမှဆိုဖေမေရောမိတို့ရဲ့သားသမီးလေးတွေရောဗာတူတူလာရောက်ပြီးတော့အဲ့လိုစော့ကစားလို့ရတယ် အဲ့လိုဆိုရင်တော့အဆင်ပြေပါဘောနော်မ ဟိုဒီဝစားလဲခန်းလဲရှိတယ် ဟုတ်မှာဟုတ် အဆင်ပြေပါတယ် ဟုတ် အဒီကတော့လေဒီဟာကြီးကိုပုံဖော်ထားတဲ့ရည်ရွယ်ချက်ကညီမတို့ကျတော့ရင်တော့ပန်းညံနေပါတွေတွားတယ်ကက်ဖီတွေပါတွေတွားတဲ့ခါကျတော့ပပီလေးတွေခေါ်လို့မရဘူး ဟုတ်တယ်မအဲ့ဒါအရင်ဆင်းညစ်ဖို့ကောင်းတယ်ဟုတ်တယ် ဟိုဘဲတော့ပပီလေးခေါ်လို့မရဘူး ဟုတ်တယ်အဲ့ဥစ္စာအရင်ဆင်းညစ်ဖို့ကောင်းတယ် မညာ ခေါ်လဲခေါ်ခြင်းနဲ့မရအောင် ခေါ်ခြင်းနဲ့မရတဲ့ခါကျတော့အ ਨੇ ဆုံးတော့ဒါကအကြီးကြီးမဟုတ်ခဲ့ရင်တော့မှဒီရန်ကုန်မှာမွန်းကျင်နေတဲ့မိသားစုတချို့တွေအတွက်ကတော့အ ਨੇ ဆုံးစိတ်ပန်းဖြစ်ရတယ်တခုဖြစ်မဲ့လို့တော့မတို့ကတော့အဲ့လိုလေးယုံကြည်ပြီးတော့ဒီဂါရန်လေးကိုအကောင့်ထပ်ပေါ်ခဲ့တာပေါ့လာကြပါတဲ့တချို့တွေကျတော့လေဟိုမသိတဲ့ခါကျတော့ဒီကိုထမင်းကြိုက်လေးနဲ့ကိုလာတဲ့အဖွဲ့ ငါစားလို့ရမသိရနော် ဟုတ်တယ်မစားလို့လည်းရပါတယ်ကိုထမင်းကြိုက်နဲ့ကိုလာခြင်းနဲ့လူလည်းရပါတယ် ဒါကြီးကောက်တဲ့ပုံကဒါမတို့အများကြီးကုန်တယ်လို့ကြားတယ်အဲ့ဒါလေးလည်း ဟုတ် သိလို့ရတော့တယ်တော့အဲ့ဒါ အဲ့400 500ဝန်းကျင်လောက်ကိုကုန်တယ်မဘာလို့ဆိုဓာကြီးကလုံးဝအရင်နေဒီစပြီးတော့ဓာကြီးဝယ်တော့ဆိုလို့ရှိရင်ဟိုခုနကကျတော့ဟိုအရှိက grooming house တွေတစ်ခုပဲပါတယ်ဒါလေးကလည်းဟိုအရင်အကောင်းကြီးတော့မဟုတ်ဘူးပေါ့နော်ဒီမြက်တွေခင်းတာအစဒီအိမ်ကြီးအစဒီတဲ့ဒီခွေးအိမ်တွေလောက်တာအကုန်ပြန်လောက်ထားပါတော့နော် ရုပ်စောဆိုဒီခြံစည်းတော့ညီမတို့ပြန်ကာထားခဲ့ရတာခြံစည်းတော့မှအယူရွဲတွေပေါ့နော်အဲ့လိုမျိုးဟိုကာတော့ကာထားပါတယ်ဒါပေမဲ့အနွယ်တွေရှင်းလိုက်တဲ့အချိန်မှာအကုန်ကျိုးသွားတာတော့ပျက်စီးသွားခါကြတော့ဒီပပီလေးတွေနဲ့ကြတော့လုံချုံအောင်လုံမရမှာလေ ဟုတ်တယ်မလစ်ကလေးလေးထွက်သွားတယ် ထွက်သွားမှာတို့လွတ်သွားမှာတို့ပြီးတော့နောက်တစ်ခုအဲ့ဒီကနေပြိုပြီးတော့လဲသွားရင်ထိသွားမှာတို့အဲ့စိတ်ပူရတဲ့အခါကျတော့ညီမတို့ကအစားဆုံးပြန်လုပ်ထားရတာဒီမြတ်မှာဆိုလို့ရှိရင်ဒီနှုံးသဲဆိုတာရှိတယ်နှုံးသဲကလူကလေးလေးတွေရောပပီလေးတွေကအစားလုံးဝဟိုရာနာမပေါက်ဘူးဝဲမဆွဲဟဲ့သေးကိုညီမတို့အစီး30ကျော်40နီးပါးခင်းထားတယ်ခင်းထားပြီးတော့မှဒီပုံမှာမြက်ပြန်ဆိုင်ထားတာအဲဆိုတော့ဒီဟာတွေကအစားဆုံးအကုန်ပြန်ပြီးတော့ဒီတစ်ပင်နေဆိုလို့ရှိရင်လည်းအပင်ကြီးမျိုးပေါ့နော်ဒီကမိတ်ဆွေဖြစ်တဲ့ကိုငယ်လေးပန်းကပါပြိုးရနေပြီးတော့လှူပေးတယ်ကိုငယ်လေးကိုလည်းဒီကနေကျေးဇူးတင်ပါတယ်လို့လှူပေးတယ်ကူညီပေးတယ်ပေါ့နော်မိတ်ဆွေတွေဒါဒီခုကတော့ညီမတို့ဒီဟာကြီးဖွင့်တာကျတော့ရပ်ပိုင်းမရှိသေးတာပေါ့ပြောရမယ်တလားတော့မပြီးသေးတော့ဒီအပင်ကြီးအရေးမရနိုင်သေးနောက်တမိုးဆိုရင်တော့ဒါအရေးတော်တော်ကောင်းသွားမှာပါ ဟုတ်ကဲ့ ဒီချိန်မှာအားနည်းချက်အားသာချက်တွေလည်းအများကြီးပါအားနည်းချက်လေးကကျတော့မနေ့ပိုင်းလာတဲ့အခါကျနေအနှဲငယ်များပူတာပေါ့နော်နှစ်နိုင်နောက်ပိုင်းဆိုတော့တော်တော်အဆင်ပြေသွားပါပြီ ခုဆိုရင်အဆင်ပြေရနော်မဟုတ်အဲ့ဆိုမဟို grooming လုပ်တဲ့နေရာလေးရောဘယ်နေရာလေးလဲဟုတ်ထဲလား ဟုတ်ကဲ့ grooming လုပ်တာတော့ spa လုပ်တဲ့ grooming လုပ်တာလိုက်ပြပေးမယ်နော် ဟုတ်ကဲ့မဟုတ်ဟောက်မအီးရပါနေပြီ ဒူဒီပါနေပြီသားရေ တတရေရိုးတော့မလားတေးလာတဲတော့မလားလိုက်ခဲ့လား အမအရန်စာအုပ်ကြီးနဲ့မပြောနဲ့အရန်စာအဖော်မှာဖြစ်နေမှာဆိုလို့သိတာ အော်ဟုတ်ပါလေအေးတော့မလားတလားတာဆောင်လေအေးရှုပေါက်လာတလာတော့မဟိတတဲတော့မဟိဘယ်သွားမှလဲတိလို့လားဘယ်သွားမှလဲတိလို့လားတဲ့ရဘုခဏနေတခဏနေဆောင်းဟိုမှာကိုကြီးရှိရနော် စင်နေနဲ့ထားရတယ်နေဒီဘိုးကမှရေချိုးဖို့အတွက်ကကြတော့ဒီတိုင်းလေးပဲပြောလိုက်မယ်လေရေချိုးဖို့အတွက်ကကြတော့နှစ်မျိုးလို့မှလုပ်ထားတဲ့အကြီးမျိုးအတွက်ကကြတော့ဒီအောက်မှာပဲစင်မလုပ်တော့အောက်မှာပဲဒီအခန်းလိုကန်လိုမျိုးနဲ့လုပ်ပေးထားတယ်ဘာလို့တချို့ရုံးတဲ့ကလေးကအန်ဒီဖြစ်မှာကြောက်လို့လေအနေမှာပဲချိုးတယ်အနေမှာပဲမှုတ်တယ်တချို့ကြတော့အေးတတ တလားရိုး ဒီလိုမျိုးပ
puppy size လေးတွေကြတော့စင်လေးနဲ့လုပ်ပေးထားတယ်ပေါ့နော်စင်လေးနဲ့ shower ခေါင်းလေးနဲ့အဲ့လိုနော် shampoo မှာဆိုလို့ရှိရင်လည်းသူတို့မေတွေကိုမေးရတာပေါ့နော်ဘယ်လိုနဲ့ allergy ဖြစ်နိုင်လဲမဖြစ်နိုင်ဘူးတချို့ကျတော့ကိုယ်ပိုင်သုံးတဲ့ shampoo လေးတွေကလည်းရှိသေးတာဟုတ်တယ်မဟုတ်ကျတော့တဘာဝနေထုတ်တဲ့ဟာပဲဟာအများကြီးပေါ့နော်ဟိုလုပ်ထားတာပေါ့ဟုတ်ကဲ့မဟုတ်အဓိကညီမကျတော့လေတနေ့ကိုအကောင်ရည်နဲ့ကတ်သက်ပြီးလက်ခံလာသမျှကိုလက်ခံပေးတာတော့မဟုတ်ဘူးမှုတ်တဲ့အခါကျအရင်စကားပြောတယ်လုံးဝအတွင်းသားထိချအောင်မလို့ဟုတ်တယ်မဟုတ်တယ်အတွင်းသားထိချအောင်မဟုတ်ဘူးဘာဖြစ်လာလဲဆိုရာနာဖြစ်လာမယ်အကြီးပြောမှုဖြစ်လာတာတို့ဆိုထိုင်းစားကြောက်လေးဖြစ်ပေါ်လာတဲ့ဒီနောက်ဆက်တွဲပြဿနာတွေကကလေးတွေမှာအရန်ခံရတယ်အဲကြောင့်မလို့တနေ့ကိုဆိုညီမတို့ဘယ်နှကောင်ဆိုပြီးပဲbooking လေးတော့တစ်ချက်ဖုန်းဆက်ပြီးတော့ပြောခိုင်းတယ်အချိန်လေးပေါ့နော်သူတို့လည်းအရန်စောင်းရတာကိုလည်းအားနာတယ်ကလေးတယောက်ကိုမှုတ်ရတဲ့အခါကျလည်းအရန်ကြီးမြင်နဲ့မှုတ်လို့မရဘူးလေလုံးဝအတွင်းသားတွေဒီချအောင်မှုတ်ပေးမှပဲသူတို့အဆင်ပြေတာဟုတ်ဒါတေးချပြီးတော့ထုံးနေတဲ့အမွေတွေတေးချစိတ်မနေပြီရှင်အဲလိုနောက်တော့ပြောတော့ညီမကိုယ်တိုင်လုပ်တာများပါဟုတ်ကဲ့ပါဟုတ်စိတ်မချလို့ဟုတ်ကဲ့ပါအမအဲ့ဆိုရင်ဟိုတခြားကလေးလေးနဲ့လည်းမိတ်ဆက်ပေးပါဦးမအဲ့ပြပေးပါမယ်နောက်ထုတ်ပြပေးပါမယ်ဟုတ်ကဲ့ဟိုဆရာကြီးလာတသားရေလာကြည့်အောင်ကိုရနေဒါရဲ့နေရတသေးလေးနဲ့ပါကူတော့လုံလာတော့ကူလုံလာကလေးလောစနေတယ်ရောတသားရေဘယ်ဝတ်တိလေး这个来，呀。ဒါကတော့ဘူလီဟုတ်တယ်ကျောက်ဆက်တာနော်ခလေးဒါမင်းတို့ကပမာတော့တမီးအဆာအေးဟုတ်တယ်ချစ်တယ်ဟုတ်တယ်ကလေးရေအေးဟုတ်တယ်အေးချစ်တယ်ချစ်တယ်ချစ်လိုက်တာထိုင်မထိုင်ဟုတ်တယ်အေးချစ်လိုက်တာထိုင်ရေနိုးပါတသားနိုးโอ้တဲ့အဲ့လိုမလုပ်အောင်လေကောက်နေNo သူတွေပေါက်နေကြပြီဟဲ့လားဟာလေးကလေးဟုတ်တယ်အေးကြိုက်လို့မရဘူးဟုတ်တယ်အမေလူလည်းခွဲစားပါပြီ
ဖေးနာပဲတော့ကတ်နေတယ်တို့အိမ်မှာကျတော့ညီမကျတော့အကြောင်းလည်းမရှိတို့ကြောက်တာတို့ဖေးပဲတတနာမည်ရမို့ပါဗျာလို့ ဟုတ်တယ်ဟုတ်တယ် ဟုတ်ဖေးကကျတော့ဟိုပြီးမှသူ့တကောင်ချင်းထုတ်ပြမှာရမယ် မဟုတ်ဗါလေမီနိုလေးကမီနိုတော့ မီနိုတော်လေးကတော့လောလောဆယ်အမွေးချထားတဲ့အတွက်ကြောင့်မို့လို့ညီမတို့ကတော့ခဏလေးသိမ်းထားခြင်းဖြစ်ပါတယ်လို့ ဟုတ်မှာဟုတ်သူကကိုရမ်းမဲလားမ သူကဂိုရမ်မန်ပေါ့နော်ဒီဂိုရမ်ကိုမှပိုလိုအရောင်မျိုး cream ရောင် cream color ဒီလို cream color လေးဒါသူဒီပုံစံနဲ့ဒါတော့မီနိုရဲ့သမီးလေးဒီပုံ အော် စံဒီရောင် အဆာမ မီနိုရဲ့ပထမဆုံးသောသမီးလေး အဆာလီလားအိုးရုပ်ကိုကြည့်အဆာလီပါလို့ ဒီမှာဆိုပြောလို့ပြော သမီးရေ ပြေးပွဲစားရှိ လာပါဦးအဆာလီလာပါဦးအမလေးချစ်လိုက်တော့ လုံးဝလေ အမလေးချစ်လိုက်တာ ရုပ်နဲ့မလုံးနိုင်တော့တဲ့ရုပ်နဲ့ အဆာလီမမတဲ့ချစ်တယ်ကြိုင်ချင်တယ်နော်အိုးချစ်တယ်ဟုတ်တယ် မိုင်းလို့လေဒါကျတော့ Alaska ပေါ့နော်သူကကျတော့ မိုင်းလေးသမီးရေအဆာလီအဆာလီ တို့ထိန်းချောင်းတဲ့နေရာမှာရိုက်နေချင်းရိုက်ချင်းအေးတီးပါပြီအေး နာကျင်အောင်လှုပ်ချင်းနဲ့ထိန်းချောင်းလို့ရှင်သူတို့စုပေးတံပေးစက်နဲ့ပဲထိန်းချောင်းတယ်အဓိကကလိမ္မာဆိုလို့ရှိရင် အေးဟုတ်တယ် ဟိုဆော့တဲ့အခါကျအကုန်လုံးဒီဆော့ရတယ် လူလီတတိုင်းအေးဟုတ်တယ်တငယ်ချင်းနေနော်တက်နော်တငယ်ချင်းနေနော်အဲ့လိုမျိုး ဟေးအေးအိုက်တီပဲကလေးလေး Abby အေးဟုတ်တယ်အေးချစ်တာအေးဟုတ်တယ်ချစ်တယ်အေးချစ်တယ်အေးမလေးနင်းနေပြီအေးဟုတ်တယ်ချစ်တယ်အေးချစ်တယ်ဟုတ်တယ်မင်္ဂလာပါရှင် အမဒီခွေးတွေကြတော့ဒီတဖြည်းဖြည်းနဲ့ပထမစစချင်းကဘယ်နှကောင်မွေးရနေပြန် တကောင်မီနိုတော်လေးတကောင်ကနေစမွေးရနေပြီးတော့မှတစားထက်တစားအဲ့လိုမျိုးပေါ့နော်များလာတာအဓိကကျတော့မီနိုတော်ကနေပထမဆုံးမွေးလိုက်တာအဆာတော့တယောက်တည်းဆိုတော့လဲမရောက်ရက်တော့တာနဲ့သူများမပေးရက်တော့တာနဲ့ညီမမွေးတယ်မွေးရနေပြီးတော့နောက်ချစ်တို့တွေ့ဝယ်တယ်တချို့ကျတော့လဲဒီတိုင်းလာပေးတာဒီညီမတို့လက်ထက်မှာပဲစိတ်ချတယ်ပေါ့နော်ကောင်းကောင်းမွန်နေရတယ်သူများမယောင်းရဘူးအဲ့လိုဟိုနေရာကြည်ဝင်းနဲ့နေရာလာပေးတဲ့ကလေးတွေလည်းရှိတယ်အဲ့လိုမျိုးနဲ့တစားများနေအခုဆိုအကောင်40ဝန်းကျင်လောက်ဖြစ်သွားတယ် ကောင်40မွေးတယ်ဆိုတာဒါအမတို့အဲ့လောက်ထိမွေးမယ်လို့စိတ်ကူးထားခဲ့လားဘယ်လိုလဲ ဟိုပွင့်လင်းပြောတော့စိတ်မကူးပေါ့နော်ဒါပေမဲ့ဟိုမြင်နေချစ်တယ်ဟိုလင်မြန်းနှစ်ယောက်တိုင်မင်းနဲ့နိုင်သေးလားနိုင်တယ်ဟိုဖို့ဆိုကြပါစို့အကောင်20ကနေ30ရုပ်တရက်ပြောင်းမှုကြတော့မလွယ်ဘူး20နဲ့21ကောင်ဆိုမသိတာ22ကောင်နဲ့22ကောင်ဆိုတာမသိတာအဲ့လိုရင်းနေပဲ40နီးပါဖြစ်သွားတာပေါ့နော် အကောင်40မွေးဝဲဆိုတာအမတို့ကဒီတန်ကိုခံနိုင်ရမယ်ပေါ့နော်ဟို ဟုတ်တယ် ဆိုမလွယ်ဘူးလေ အမော့ ချစ်တတ်တဲ့လူတော်မမွေးနိုင် အဓိကချစ်လဲချစ်ရမယ်ဝါသနာလဲပါရမယ်ပေါ့နော်သူတို့အဓိကညီမတို့နဲ့ပတ်သက်ပြီးစိတ်ကလေတခုလေးတည်းပဲညီမစိတ်ကရိုးတယ်ရှင်းလေးပါအမျိုးသားရောပေါ့နော်ကိုကျွေးမှစားတာကိုလှုပ်ပေးမှသူတို့လေးမှလှုပ်ရတာသူတို့ကိုလှုပ်ဖို့စော့ပေးမှသာနေသူတို့စော့ရတာလေအဲ့ကိုလှုပ်ပေးမှသူတို့လေးတွေရတာဆိုတော့ဒါသူတို့လေးတနာလဲတနာတယ်ချစ်လဲချစ်တယ်ဟိုချစ်တာတစ်ခုတည်းနဲ့တော့ဟိုခွေးမွေးလို့အရာမပြီးစုံဘူးလို့တော့ညီမတူးတဲ့အနေနဲ့မြင်ပါတယ်သူတို့တနာတဲ့စိတ်လည်းရှိရမယ်သူတို့လှုပ်ပေးခြင်းတဲ့စိတ်လေးလည်းရှိရမယ်သူတို့အနစ်နာခံပေးနိုင်တဲ့စိတ်လေးလည်းရှိမှသာလေဒါမွေးဖို့ကဒါအဆင်ပြေတာပေါ့နော်ဒါဆိုသူတချို့တွေကကြတော့ချစ်တယ်မချစ်ဘူးလို့ညီမမဆိုလို့ပါချစ်တယ်ဒါပေမဲ့မလှုပ်ပေးနိုင်တာအကြောင်းမျိုးမျိုးကြောင့်မို့ကုမ္ပဏီကိစ္စတော့၎င်းရုံကိစ္စတော့၎င်းကျန်းမာရေးရတော့၎င်းငွေကြေးရတော့၎င်းလူမှုရေးကိစ္စတော့၎င်းအများကြီးနဲ့မလုပ်ပေးနိုင်တဲ့ကလေးတွေအများကြီးရှိတယ်တချို့ဆိုလို့ရှိရင်လှရက်ပါနဲ့ဂရုမစိုက်နိုင်တဲ့အခါကျရင်ရုံရင်းပျက်စီးနေတဲ့တချို့ကလေးတွေလည်းအများကြီးညီမတို့မြင်ခဲ့ပူးတာ哦အဲ့အခါကျရင်ကိုရီးယားမနေနိုင်မထိုင်နိုင်တော့တောင်းဝယ်တယ်မကြည့်ရပြီဆိုလေရောက်မှလားရောက်ရင်ရောက်မှဆိုပြီးတော့တောင်းဝယ်တယ်အရန်တနာတာ哦
မတမက်များသောအဖြစ်တော့ညီမတို့ golden လေးတွေပဲမွေးတာများတယ်အရင်မျိုးမတူတဲ့အခါမျိုးဆိုလို့ရှိရင်အရင်အဆင်မပြေလို့ချို့လာပေးတဲ့အခါကျတော့ဟိုလာပေးတဲ့ကလေးတွေအများကြီးရှိတယ်လာပေးတဲ့ကလေးတိုင်းကိုလည်းညီမတို့ကလက်မခံနိုင်ဘူးဆိုကလေးတယောက်ကိုလက်ခံတော့မှာဆိုလို့ရှိရင်တို့ရဲ့နေရာထိုင်နေစားဖို့တောက်ဖို့အိပ်ဖို့စောဖို့တို့ရဲ့ကိုယ်ပိုင်နေရာလေးရောက်ဖို့စီစဉ်ပြီးမှသာညီမတို့ကဒီကလေးတယောက်ကိုလက်ခံလို့ရတာဟိုတချို့ကပြောတယ်ချမ်းအကျယ်ကြီးပေါ့လွတ်ထားလိုက်လို့ရတယ်မရပါဘူးသူတို့လေးတွေမှလည်းအသွေးနဲ့သားနဲ့တိဆောက်ထားတာဖြစ်တော့အေးပတ်တာလည်းရှိတယ်အစုံနမူနီယာဝင်တာတွေလည်းရှိတယ်ဝမ်းပြဝမ်းချောသူတို့တွေမှလည်းရှိတတ်ပါတယ်သူတို့တွေလည်းနာကျင်တတ်တယ်ခံစားတတ်တယ်အဲကြောင့်သူတို့ကိုလုံလုံချုံချုံနဲ့ထထသိသိထားတဲ့နေရာရှိမှသာညီမတို့အဲ့လိုလာရောက်ဟိုပေးတာပေါ့နော်ပြောရမယ်ဆိုစိတ်ချလို့ယုံကြည်စိတ်ချလို့လာပေးတဲ့ဟာကိုလက်ခံနိုင်တာအဲ့လိုမျိုးယုံကြည်နဲ့ဟိုစိတ်ချပြီးလာပေးတဲ့ဟိုမိဘတူတယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လက်မခံပေးနိုင်လို့ငင်းငယ်ရတဲ့မိဘတွေကိုလည်းဒီကနေပြီးတော့ပဲညွှန်တောင်းပန်ပါတယ်ဒါတရက်ဆိုသူတို့ခွေးတွေကလည်းအများကြီးပဲဆိုတော့မတို့ဈေးကဘယ်လောက်ရှိလဲ။ဟုတ်တရက်ထက်တလားဆိုလို့ရှိရင်ညီမတို့ကတော့သူတို့ပုံမှန်မနေ့ဆိုလို့ရှိရင်ပေါင်မုတ်တော်၎င်းကျုပ်ဥပြုတ်နဲ့ဟိုအစာချဟိုအသားဘူးအဲ့လိုလေးတွေကျွေးတယ်နေ့လည်းပဲဆိုလို့ရှိရင်အစာကြောက်ကျွေးအစာကြောက်ရထမင်းရကြက်ပြုတ်ရမုံလောက်ဥနေရအတိနိုင်ရပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ညနေဆိုလို့ရှိရင်လည်းဒါညစာအနေနဲ့ဒိုနေ့လည်းနဲ့ပုံစံတူကျွေးတယ်ဒါတတိယသုံးနဲ့ကျွေးတာပေါ့နော်တလားဆိုလို့ရှိရင်ထိတယ်30ဝန်းကျင်ပတ်လည်လောက်တော့သွားတယ်ဒါတော့မှကြက်ကတိုင်ကနေရတယ်ကြက်ဈေးနဲ့မို့လို့တလောက်ရတာအရင်တော့အခုဆိုပိုထိတာပေါ့အရင်တော့ဆိုစာကြောက်တဲ့အိတ်ဆို3သိန်းဝန်းကျင်လောက်နဲ့ရတယ်အခုဆိုလို့ရှိရင် Ryan ကနေဆိုရင်တော့ဆို3သိန်းကျော်အခုဆို2သိန်းကျော်ကိုယ်မကတ်နိုင်တော့ဒီအုပ်စုနဲ့ဆိုလို့ရှိရင်တချို့တကောင်နဲ့မွေးတဲ့ကလေးတွေဆိုလို့ရှိရင်တစ်လ2လခံတဲ့ကိုယ်ဆို3ရက်ဆိုပြောင်းပြီစာကြောက်တဲ့အိတ်ကအဲမျိုးကြတော့ဒါစရိတ်ကတော့ထိတယ်အဲ့တော့ဈေးကထိခါကြတော့ခါလေးကြရင်ဘယ်လိုမျိုးကြော်ပြရလဲရှိတယ်အမတို့နေနေကြတော့အမျိုးသားတက်စီမောင်းတယ်သူတို့တက်ပြနေတော့မြို့သားတက်စီမောင်းနေပြီးလို့ရှိရင်ဒီအထီးလေးတွေကလည်းလှုပ်ကျွေးရှာတယ်ဟောဒါသားဆက်တဲ့အခါကျလို့ရှိရင်သူတို့ဒါသားဆက်ခါလေးတွေလည်းရတယ်သူတို့လေးတွေတချို့ကမွေးတယ်ဟိုအကောင်းမြင်ပေးတဲ့လူလည်းရှိတယ်လေတချို့ကျတော့ဟိုမြစည်းရစိတ်များတဲ့မိတ်ဆွေများလည်းရှိပါတယ်ကလေးမွေးတယ်ထောပြီးပေါ့အကိုကောင်10ကောင်မထောလားတော့မသိဘူးအခုချိန်ထိတော့တထင်းမဖြစ်သေးဘူးသူတို့ရှာတာသူတို့စားရတယ်ကောင်နဲ့အိမ်မလေးဒီကလေးတွေလည်းအရင်ချစ်ဖို့ကောင်းတယ်သူကကိုယ်မပေါက်ဘူးသူမျိုးဆိုအရင်ပေါက်ပေးတာကိုလေးဆိုလို့ရှိရင်ပေါက်လိုက်တကောင်အခုအမီနိုတော်လေးဆိုလို့ရှိရင်ပထမမွေးအဆာလေးတကောင်နောက်တစ်ခါထပ်မွေးတဲ့ brandy လေးတဲ့တကောင်အခု brandy လေးကနေထပ်မွေးတဲ့ eggery လေးတဲ့တကောင်သူတို့အရင်ချစ်တာကိုတကောင်နဲ့ပေးတယ်ဒီကသူတို့ရဲ့စိတ်ထဲမှာသူများမပေးစေချင်တာလားများလားတော့မသိဘူးပေါ့နော်အဲ့မဲ့တကောင်ပေါက်2ကောင်ပေါက်ပေါ့ညီမတို့မွေးပါတယ်အမကပြောလို့ပေါ့သူတို့ပေါ်ထားတဲ့စင်တာလေးသူတို့လည်းအကွာပိုင်းရှင်မပြောင်းကျင်ဘူးဆက်လေသူတို့လည်းဝါလည်းကျွေးကျင်တယ်ဆိုအမလိုမျိုးလေးဆူတောင်းတာမျိုးတွေပါလေရှိတယ်တခါဆူတောင်းနေဆိုတာထက်လေတခါကျလို့ရှိရင်လေလူတိုင်းမှာခက်ခဲကိုစီရှိတဲ့အခါကျတော့ရှိရင်လေဟိုကိုယ့်ရဲ့စကားပြောပေါ်တာအဓိကသူ့ရဲ့မီနိုတော်ရဲ့လူတိုင်းမှာညစ်တဲ့ချိန်ရှိတယ်ညီမညစ်ပြီးဆိုလို့ရှိရင်ဘယ်သူနဲ့မှစကားမပြောသူတို့နာတတ်ထိုင်တယ်သူတို့အိမ်နဲ့ဝင်ထိုင်တယ်သမီးရေမေတို့ကတော့လေဘာညာဆိုတော့ညည်းပြနင်တို့ငါဆူတောက်ပေးကြအောင်နော်ငါနင်တို့ကောင်းကောင်းကျွေးချင်တာအမေကကောင်းကောင်းကျွေးချင်တာအဲ့လိုနည်းနည်းလေးကျွေးရမင်းတို့စိတ်မချမ်းသာဘူးစိတ်မကောင်းအဲ့လိုပြောလို့ရှိရင်လေဟိုသူတို့ရဲ့မေတ္တာလားပေါ့နော်တီလေးတွေပေါ်မှာထားတဲ့မေတ္တာကြောင့်မို့လို့တော့မသိဘူးသူဟာနဲ့သူပြေးလဲလာတဲ့ဟိုအဆင်ပြေသွားတယ်ပဲပြောရမှာပေါ့အဲ့ဒီလေတော့ပြရဲဥပမာဆိုကြပါစို့ဟိုရှူတင်ခေါ်တာတို့ရိုက်ကူးရေးခေါ်တာတို့ဆိုလို့ရှိရင်တစ်ခါရိုက်လို့ရှိရင်လည်း4-5သိန်းတို့အတွက်စိုးလေအဲ့လိုမျိုးလေးရတယ်မီနူတော်ကြီးလည်းရှူတင်သွားရတယ်တူသွားရတယ်ထုံချိုင်းသွားရတယ်ပြီးလို့ရှိရင်နောက်တစ်ခုကတို့ရဲ့ကုတူလေးတွေဆိုလို့ရှိရင်ဒီလိုရတဲ့ထဲကနေတယ်ဟိုတကယ်ကိုခက်ခဲနေတဲ့နေရာတွေအများကြီးရှိတယ်ဟိုတချို့တီဂေဟာလေးတွေအဲ့တော့နောက်ဟိုဒီမိဘမဲ့ကလေးတွေတချို့ဒီလူမသိခက်ခဲနေတဲ့နေရာမိသားစုတွေအများကြီးရှိတယ်အဲ့လိုလဲဆိုညီမသွားလှူပေးတယ်သူဆိုရင်ညီမလက်ထဲမှာပထမဦးဆုံးတစ်ချိန်သားပေါက်ဖူးတယ်အဲ့ဒါကိုညီမတို့လှူခဲ့တယ်ဒါသူ့လည်းပြတယ်သမီးရေနောက်ဘွားကြရင်တော့ကောင်းတဲ့နေရာသွားသမီးအသွေးသားနေဖြစ်တဲ့ဟာကိုမလို့လှူပေးတယ်သူတို့လည်းပေးသိတယ်ပြောပြတယ်ဆိုနားလဲနိုင်တယ်အများသောပြကိုယ်တဲ့နေရာနားလဲနိုင်တယ်နားလဲဆိုပြောပြတယ်နားလဲလို့လည်းခိုင်းလို့ရတာလေသူတို့တင်ပေးလို့ရတာပေါ့ခိုင်းလို့ရဆိုတော့တင်ပေးလို့ရတာပေါ့ဟိုတို့လေလို့တင်မေးပြီးလို့ရှိရင်အများနဲ့တော့လေ့ကျင့်ပေးတယ်ညီမသမီးတော့ယူလိုက်အောင်ဟိုမုန်းလို့မဟုတ်ဘူးပြင်မစေချင်တဲ့စိတ်နဲ့လည်းမဟုတ်ဘူးတင်ပေးနေမှာတို့ training လေးပေးနေမှာတို့အတွက်လည်းလိမ္မာတယ်အနေဖြစ်တယ်အမျိုးသားဆိုလို့ရှိရင်တစ်ခါတလေကြလို့ရှိရင်ဟို
ကြက်ကြော်တွေပါတော့ဝဲတဲ့ခါကျဒီမြန်မာလမ်းဘေးလမ်းမှာလမ်းခွေးလေးတွေရှိတယ်အဲ့ကလေးတွေကိုသူကတခုမှသူတင်ပေးခဲ့တယ်မတ်တရက်ပြီးတောင်းတက်အောင်တို့ဝုတ်ပြီးတောင်းတက်အောင်တို့အဲ့လိုတောင်းတက်တဲ့ခါကျရင်တခြားမိတ်ဆွေတွေဆိုလို့ရှိရင်လည်းချစ်တယ်လေတောင်းတက်တဲ့ကလေးကပူစားရတယ်အမင်းတို့လေးတွေအတွက်ငါဒါစားဖို့အတွက်နီလန်းလေးတစ်ခုပေးခဲ့မယ်ဆိုသူအတင်ပေးခဲ့တာအဲ့တင်ပေးခဲ့တဲ့ကလေးဆိုလို့ရှိရင်ဘာပြောဒီတိုင်းမျောတာထက်စားတစ်ခုခုသူလှုပ်ပြပြီးတောင်းရင်တော့ဒါမိတ်ဆွေတွေကပို့ပြီးကျွေးကျင်စိတ်များတယ်လေမနေနိုင်ဘူးလဲမြန်မာခွေးလက်တွေ့မနေနိုင်ဘူးခက်ခဲနေတဲ့ခွေးတွေ့လဲတော့ခဲ့တာပဲ ဒီချန်လေးကြတော့ဒါဒီအမတို့ဖြည့်ရင်ဖြည့်နေမှာ300လောက်ကုန်သွားလားဘယ်လိုမျိုး ဟုတ်တယ်ဟိုဘယ်လိုပြောမလဲဆိုတော့ကုန်စည်နှုန်းတက်တဲ့အချိန်မှာမှဒီချန်ကိုစပြီးလုပ်ဖြစ်တာပေါ့နော်အပုံမှန်ဒီကုန်စည်နှုန်းကလည်းကိုကတစားထက်တစားတက်နေတာဟိုတအားတက်တဲ့အချိန်မှာပုံမှန်ဟော်လိုချောင်းတစ်ချောင်း300လောက်ပဲရှိတဲ့အချိန်မှာညီမတို့လုပ်ရတဲ့အချိန်မှာ18000 19000လောက်ဖြစ်သွားတာအလုံးရဖြည့်ဟိုနားလေးလိုဖြည့်လိုက်ဒီနားလေးလိုဖြည့်လိုက်ဟိုကလေးဖြည့်လိုက်ဒီကလေးဖြည့်လိုက်စုလိုက်ရှာလိုက်စုလိုက်ရဲနေပေါ့နော်အဲ့အချိန်မှာငွေအင်အားတော့လကောက်ဟိုစိတ်ဓာတ်ခေါ်အားတော့လကောက်လူအင်အားတော့လကောက်အကြံဉာဏ်အင်အားတော့လကောက်ကူညီပေးခဲ့ကြတဲ့လူတွေအများကြီးရှိပါတယ်အဲ့ဒီကူညီပေးခဲ့ကြတဲ့လူတွေကိုလည်းဒီနေရာနေပြီးတော့ညီမတို့မီနိုတော့ကားတဲ့မိသားစုကနေပြီးတော့လည်းကျေးဇူးဥပါရတင်ရှိပါတယ်ကြောင်းပြောကြလို့ပါတယ်ရှင်အဲ့တော့ခမန်းကြီးက400ကျော်သွားလားဘယ်လောက်လောက်ကျော်တယ်ရှင်400ကျော်သွားဆိုတာကဟိုကျော်တယ်စရင်အတိကျတော့စာအုပ်ထဲမှာပဲညီမတော့အသေးစိတ်လေးတော့မှတ်ထားတယ်ဥမာတစ်ခုပြောရမှာဆိုလို့ရှိရင်ဒီမြေကြီးပေါ့ဒါတန်လင်းမြေပေါ့နော်တန်လင်းမြေဆိုလို့ရှိရင်လည်းဒီတန်လင်းသူတန်လင်းသားတွေတိမှာပါချမြေပေါ်တယ်ချမြေပေါ်ကြဒီကလေးနဲ့အရေးပြားနဲ့အမွှေးနဲ့မရအောင်မရတဲ့ခါကျတော့ဒါညီမတို့နှုံးသေးပြန်ခဲရတယ်နှုံးသေးအမြင့်ပေ6လက်မ9လက်မအဲ့လိုခဲရတယ်ခင်းပြီးတော့မှအဲ့နှုံးသေးကိုရေစွတ်ညာသိပ်တစ်ခါပြန်ခဲရေစွတ်ညာသိပ်ပြီးတော့မှဒီမြက်ကိုစိုက်ထားတာဆိုတော့အဲ့ဒီကလေးတွေရဲ့သဘာဝကုတ်တာလက်အောက်ကုတ်တာညီမတို့ပေးကုတ်တယ်ကုတ်မှသာလဲသူတို့ကဒီလက်တွေခြေတွေတန်တယ်တန်ဆွမ်းတယ်ကျမ်းမာတယ်အဲ့အတွက်ကြောင့်မလို့ဒီနှုံးသေးတွေခင်းတယ်မြက်တွေစိုက်တယ်မြက်ဟိုကုတ်လိုက်လို့ပဲ့သွားလားပွန်းသွားလားပြန်စိုက်မယ်ဒီလာခဲ့ဒီချမ်းမှာဆိုလို့ရှိရင်ကြိုက်တဲ့လောက်ကုတ်ကြိုက်တဲ့လောက်တူဖွင့်ပေးထားတယ်ဒါသူတို့ရဲ့သဘာဝသူတို့ရဲ့သဘာဝလေးကိုညီမတို့ကလွတ်လွတ်လပ်လပ်ပေးစောတာဟာငါမြက်ကလေးတည်သွားမှကြောက်လို့ဟာတချို့မိဘဟဲ့မလုံနဲ့မြက်တွေပျောက်မယ်ရတယ်မှာလွတ်ပေးထားပါဒါသူတို့ရဲ့သဘာဝသဘာဝကိုသဘာဝတိုင်းခံစားပါစေပေါ့နော်ညီမတို့တော့မတစ်ခါကြလို့ရှိရင်6နိုင်ပဲသွားတဲ့အခါကြလို့ရှိရင်တဲတော့မြန်မာလေးကိုလူမရှိလို့ရှိရင်လေလွတ်လွတ်လပ်လပ်အဲ့လိုသိရမလားအော်ဟဲ့ပြီးစောပလိုက်တာလေအဲ့လိုစောပလိုက်ချင်တာသူတို့လည်းအဲ့လိုပေးစောစီခြင်းနဲ့စိတ်ရှိတယ်ပြီးဟိုတယ်ထဲမှာဆိုလို့ရှိရင်နှုံသေးတွေခင်းလာတယ်တူးတာများမှအောက်မှာပြီးလိုက်ပြပါမယ်ဂျိုက်နေပလုံးနေဆိုတာအများကြီးပဲတူးတာမသိဘူးလိုစားလေးတွေကြာနေတာမစပိတ်ချတူးတာပေးတူးထားတယ်သူကတူးတယ်ချစ်ဖို့တော့ကောင်းတယ်သိလားတူးတခြင်းဝစာရပြီဆိုအဲ့ချင်းနဲ့ဒုံးစုပြည့်ဝင်ပြီးအိပ်ပလိုက်တာဟာတဲဒီဖလုံးလေးပေးအမေတွေကအော်အမြင်ကွင်းရီးတနေ့တာအတွက်ကတော့အပန်းဖြေသွားတာဗောနော်မိသားစုလေးတွေလာကြပါတယ်လာပြီးတဲ့လူတွေလည်းပြန်လာကြပါတယ်အဓိက day trip လေးပေါ့နော်သူတို့ချိုးဆိုလို့ရှိရင်မနေ့7 နိုင်လောက်ကနေအိမ်ကနေထွက်လာတယ်ဒီမှာဒီနေ့မနေ့ပိုင်းဆိုတော့ဒီတဲထဲမှာနေကြတယ်သူတို့အေးတက်ကိုမသိချောင်းတာပေါ့သူတို့ရဲ့ဒါချောင်းတာအတူပေါ့ခလေးအတွက်ကချောင်းတာရမယ်သူတို့တဲထဲမှာအိတ်တယ်အိပ်ပြီးရီကူးကြတယ်တက်ဆော့တယ်ရေပြန်ဆင်းကူးတယ်တက်ဆော့တယ်ပြန်ကနေပြီဆိုမှအတန်ရီမိုးချိုးတန်းစင်လက်သေးပါညာအကုန်လုံးညှက်ပြီးတန်းရှင်းလုတ်ပြီးဆိုလို့ရှိရင်မှုမွေးချင်ချင်နဲ့တခါလေးပြန်ခေါ်သွားကြတယ်မိဘတွေအတွက်ကလည်းစားဖို့တောက်ဖို့လည်းမပူပင်ရဘူးပေါ့နော်မလို့အတမြတားသမျှအကုန်ရတယ်ဟမ်ဘာဂါအစဒီဒေတာထွက်တဲ့ထိုင်ရီပေါ့ကြက်ကြော်ဖားကြော်ကြွက်ကြော်လိုအတုပ်ရခိုင်ချက်လာဗမာချက်လာအကုန်ရတယ်ဆိုင်ကြော်ညာပေးနေတာမဟုတ်ဘူးနော်ကဲပါဟုတ်ပြန်ပါလားဒီကလေးတော့ကြောက်လို့哦，你叫，再叫啊！这么ကြောက်တယ်လေဒါဒီဟာမိုက်ကွာ对，妈妈洗，他们叫了咯。哦，这个咦。好。对耶，妈妈洗耶，个哩耶。买个伊，得顾得到咪。有只我呢，唔我呢。得唔我呀？我呢啊，个哩哩。တက်ပါ
တတမငိုနဲ့မမရှိရမငိုရအောင်ငိုနေတတငိုနေတေးကူတက်တယ်ကွာကလေးကူတက်တယ်ကွာကလေးတော်လိုက်တာကလေးရေကူတက်သွားပြီတတရေကူတက်သွားပြီတတလေးရေတတရေရေကူတက်ပြီနော်တက်ချင်ပြီလားတတအေးချစ်စရာတတရေကြောက်နေမရှိဘာတဲ့လားဘာတဲ့လား Oh my god အေးလာတတလာမောဝိုင်လာကလေး ဒီတတိုင်းမောနည်းနည်းမောနော် ဒီမောဝပြီဟုတ်တယ်ကလာကူနာတင်းတပုံစံနဲ့မှတပုံစံနဲ့ ဟုတ်လား ဟုတ်တယ် really အဲ့ကြောင့်ဟိုတကလာကူပေးပြီလား ကျဆက်လေးဖြစ်နေပြီတတရေပြီးရေချိုးမယ်နော် ဒီကူမှာငွားသေးဘူး ရေကူးမလား မမတတငွားသေးဘူးဒီကူမှာ မောနေ မောစီပြီးဒီကူမှာအဲ့ဒါဟုတ်တယ်နော်အဲ့ တတပြောလားတဲ့တတပြောလားတငယ်လေးရေ ဒီကူနော်ဒီကူနော်အဲ့ဒီကူဒီနာဝင်ကြတယ်နော်ဒီနာဝင်ကြတယ်နော် ပြောလားတဲ့တတပြောလားကလေးယူကြည့်ရလေကြည့်ဒီကူလာတစ်ခါကူလာ နားတော့ကိုနော် ပြီးတက်မနော်ပြီးမစပါလုံးမှာတတဲ့စပါလုံးမှာ တော့စပါလို့ပြီးမယ် မရေချိုးရမှာဒီပတ်နေတယ်အေးကူလာယူကြည့်ရတော့ဘလုံးလေးမစောက်ရချီရ ဒီကူမှာအဲ့ဒီကူကောင်း မြောက်ချီရ မာတော့ 哎，对，呱呱呱，呱呱呱，对，呱呱呱，လာကြည့်မိလားတဲ့ကိုနဲ့နေလေကိုနဲ့ရေပြန်ကူးမလားနောက်တူကူးမယ်နော်တဲ့နော်Masih kuma, tetap masih. Lah, di lah. Masih kuma, tetap masih kuma. Kali. Lah. Dia lagi. Ih, udah lagi. Sini dah. Yang dah le. Coba tenang. Lah, tamai lah.ရတော့ပါပြီရမဟုတ်သူချမ်းနေမှာဆိုလို့သူကနည်းနည်းကြောက်တယ်တော့အေးဟုတ်တယ်မမချီလို့မရဘူးတဲမမချီလို့မရကိုချီသွားလိမ့်မယ်လူရကြောက်တယ်တခါမှမကူဘူးလူဘောတအားဆက်ချင်တယ်ကိုလေးစင်ပါလဲချက်နေနေချူမနော်မမရှိရနော်မကြောက်နဲ့နော်တက်နော်ဆင်းအောင်မဆင်းအောင်မစင်းလာနဲ့နော်
ကြောက်နေနော်တဲ့နော်ဒါဟိုတော့မှာကလေဘေးကအရင်စက်တော့ပါဒီကသူကဘူးမမရှိတော့ကြောက်နေခါလဲတော့အသင်းလာတယ်လေဘေးတက်နေအဲ့ကြောင့်မလူတန်းလိုက်တက်ဟုတ်ဒီနားပါပါတယ် ခြံလေးနဲ့တူပါခြံလေးနဲ့တူပါနော်တဲ့နော်ไม่ต้องไม่โยกเอามาได้ใช่ ဟိုဘက်နဲ့ရေကူးကောင်ကိုကြိုက်တယ်ဒီဘက်ကလည်း ကြည့်ရလားတဲ့我細啲買到面色幾差啦。多謝。အဲ့ဒါကြည့်လို့မာကိုကို
ကောင်းရဲနေတော့တလီလေးက မတော်မကြည့်နဲ့အားတော့အဲ့ဒါသုံးတာ အေးဟောက်တော့ ဟိုကမလေးကမှတ်မိတယ်နော် သူ့တက်ကြီးရအောင်သမီးက ဘူးတူရေလာပါမိမထိုင်မထိုင်မမုံစားမလားစားကြည့်လို့လား ဆောင်းပါ ဒီပေါ်တက်ဒီမထိုင်ဒီပေါ်တက် ဟဲ့တတကြီးကြီးရမအောင်တတကြီးပါ အဘအဘမဟုတ်အဘမလေးဒီပေါ်လဲလေးပေးပါလဲလေးပေးပါလဲလေးပေးပါ ဒီမှာလက်တယ်လက်ချက်ကြည့် ဘူးတူချစ်လားဘူးတူချစ်လားမေးမယ်ချစ်လားမမေးမေးမယ်ဒီနေ့စားမလားကြိုက်လားဟုတ်လားအေးရစားနေပြီလားအေးမကျွတ်ပါမလေးကျုပ်မမကျုပ်ရမ်းကြိုက်တာ ကျုပ်ကြိတ်တာလေတတလိုပဲ ကျုပ်ကြိုက်တယ်နော်ဟုတ်လားမမေးဦးမယ်သမီးမကျမေးဦးမယ်မကျမေးဦးလက်ပေးပါဦးတဲ့ဟိုဘက်လက်လေးလိုချင်လို့တဲ့ဒီဘက်လက်လေးလိုချင်လို့တဲ့မဟုတ်ဘူးဒီဘက်လက်လေးပြန်လိုချင်လို့တဲ့ခေါင်းလေးတင်နေလိုက် โอ้ ဒီမဒီမဟုတ်ဘူးအဲ့လိုမဟုတ်ဘူးဒီမှာခေါင်းလေးတင်နေအိတ်အိုးဟုတ်တယ်ကလေးက တတရဲ့ဒီမှာလူမလိုက်တာမမ ကလေးအရင်အဘမလေးအဘဒီဘက်ပါရီကျန်နေတယ်မလေးအဘဟုတ်လားဦးတို့မကြတီတို့ကတဲ့ချစ်လို့တဲ့မုတ်ကျွေးမို့တဲ့ဦးတို့ကစားမလားဦးတို့ကမုတ်စားမလားမဘာမှမရှိဘူးလေဦးတို့မုတ်စားမလားဟုတ်လားစားရင်သေးလားဟုတ်တယ်စားရင်သေးလား ဟိုချိုးကြလိုက်တာတတရဲ့ အဲ့သူပစ္စည်းတွေပဲယူခိုင်းလို့လဲရတယ်ဟဲ့ညီမဒီတိုင်းမျိုးအေးဟိုနားမှာတော့ရပြီပါမပတ်ဆက်အိမ်ပမာလေတဲ့ဘူးတူမပတ်ဆက်တော့ယူပေးနော်မမစီမမပတ်ဆက်တော့လာတော့မပတ်ဆက်တော့လာတော့မပတ်ဆက်လေသမီးရဲ့မပတ်ဆက်တော့ ဟဲလိမ်မလိုက်တာဘယ်လိုကြီးရော ဒီယူလာနော်သမီးဒီယူလာဒီယူလာ โอ้ တော့လိုက်တယ်ပြက်တက် ဟဲငဘောကြီး တက်ပါဦးတက်ပါ ဟိုငဘောကြီးကဘာမှမသိ တက်ပါထိုင်မောင်းလက်ပါမင်းပတ်စံယူပေးလား ဘူးအမသေးတွေပဲလိုက်ပေါက်နေ ဒီမှာအိမ်မယ်ဘူးဒီမှာအိမ်မယ်မကြဦးတယ်ပြောတယ်ဒီတို့ကတဲ့ဘူးလေးကိုချစ်လို့တဲ့သူကညီမနဲ့အတူတူလေးလားသူ့ရဲ့အကျင့်လေးကလေအဲ့လိုလေဟိုဒီဒါညီမတို့နေမကောင်းဖြစ်ပြီဆိုလို့ရှိရင်ညီမနာပဲမကောင်းမြဲတယ်အနားမှနေတယ်အနားမှ သမီးလေ တောက်တူမရခိုင်းလို့ရတယ်ပြောမှဆိုလို့ရှိရင်သမီးရေဘူးလေးယူပေးပါအောင်ပစိုးလေးယူပေးပါအောင်တာဝါလေးယူပေးပါအောင်ဆိုယူတတ်တယ်ပြောမသားသမီးထားအားကိုရတယ်နော်သမီးနော် ကဲအခုဆိုလို့ရှိရင်တော့ဒါတတရေလဲချိုးပွိုက်ဆိုတော့တတရေချိုးနေတဲ့အချိန်မှာဒါပလဲရဒါမှားတာပေါ့နော်စောက်ဖို့တောက်ဖို့တွေဒီမှာဆိုလို့ရှိရင်ဒါတန်လင်ကဒါဒေတာထွက်လို့လည်းပြောလို့ရတယ်ဒေတာထွက်ဒါထိုင်ရင်လေးလည်းရတယ်ပေါ့နော်ဒီမှာတောက်လို့ရတယ်ပလဲရတော့ဒီမှာစားချင်တာလေးမှားရတယ်ပေါ့နော်ဒီမှာဆိုရင်ကြက်ကြောဒီဟာကျဖားကြောဒါတော့ကြက်ကြောပေါ့နော်ဒါကတော့ပြောင်းမှုလက်ဖက်တုပ်ဒါကြတော့မြင်းခွာရက်တုပ်ဒါလေးကကြတော့ပဲချန်တုပ်ပေါ့နော်ဘက်ကဆေးပဲတုပ်လေးပေါ့နော်ကဲဒီတော့တတဆော့နေတဲ့အချိန်မှာပလဲဘိုက်တွေရန်စာနေပြီအဲ့တော့မှားရတယ်အဲ့တော့အော်ဒီမှာကြံသေးရဒါလေးကတော့ချက်တောက်ဆန်ဒါလေးတော့ချက်ခွေတော့ပေါ့နော်ကဲဒီတော့ပလဲတစ်ခုချင်းစီမြည်ကြည့်မယ်ဘိုက်တယ်နဲ့စာနေကဲဒီတော့မြည်ကြည့်ပါတော့မယ်အသားငင်းထိုင်နေဒါလေးကတော့ကြကြော်ပေါ့နော်ဒီကြကြော်ပါဒီပါဘူးတူလေးလိုက်ကြည့်နေတယ်ကဲဒီကစားပြမယ်ကြော်ရရန်ကောင်းကျွတ်ရနေတယ်ဆက်လေဒါလေးကတော့ဖားကြော်ပေါ့နော်ဖားကြော်မစားရင်တော့ဒါမဲ့ try ကြည့်မယ်နော်ဒါလေးကတော့ဖားကြော်ဖားသေးသေးလေးပါမလေးဟဲ့မျိုးလုံးထဲမှာမြင်ရအောင်နဲ့စားကြည့်မယ်နော်ကြွရလေပြီးမှဆက်စားတော့
ဒီကနောက်တစ်ခုစားပြတော့ချက်ကတော့မစားရဲဘူးဒီဖားကြော်လေးကငငယ်တော့စားပြီးတော့စားရဲတယ်ပေါ့နော်ဒါလေးကတော့ပြောင်းမှုလက်ဖက်ပါအဲ့ပလဲတို့တွေ့နေကြပုံစံမျိုးတော့မဟုတ်ဘူးဟိုကအကုန်လုံးရတုတ်တာပေါ့နော်လည်းကောင်းတယ်ဒါလေးကတော့ပဲချမ်းတုတ်ပါရွရွရတယ်ဒီကမြင်းခွာရွက်မင်းမြင်းခွာရွက်လေးပါတထိုင်နေမြင်းခွာရွက်လေးကအဲ့ဒါရှိရဟိုပဲမုတ်ရတာလေးနဲ့စိတ်ညာဒါလေးကတော့ဆေးပဲဥတုတ်ပါပလက်ကြိုက်မှာပါဟုတ်ကောင်းအဲ့တော့ဒီစက်တော့ဆန်ကိုအရင်ညှိုးနေရဲကဲဒီတော့ plug ကောင်းလည်းကြည့်မယ်အရင်ညှိုးနေဆိုတော့ကြည့်အောင်ပါနော်ဒီမှာစက်သားတွေအများကြီးပဲပါတယ်ကဲမတော့ခင်နေရအနက်နေရ1000နဲ့မလေးတော့ကောင်းတယ်။ तू ကကြတော့ဘယ်လိုမျိုးလဲဆိုတော့ဒီဇပလင်နဲ့လေးမှုပြီးတော့ရတာလေးကရှိညာပဲဒီမှာရှယ်ပဲဒါလေးကတော့ကြက်ကွေးတောက်ပါအဲ့တော့ကြက်ကွေးတောက်ကတော့ဒါခါမှာပေါ့နော်ခါလားမခါလားခတ်တက်လေးနဲ့ဒါအိမ်မှာဆိုအများလောက်တော့ဖြစ်တယ်ဒီဟာလေးကကောင်းလာပြီးကြည့်မယ်အများကြီးရမခါဘူးမှုရင်တာပဲစက်သားနဲ့လေအဲ့ရန်ကောင်းတယ်ဒီတော့အားလုံးထဲမှာကြိုက်ဆုံးပြောပါဆိုရင်တော့ကြက်ကြော်နဲ့ဟဲဆင်းသွားတယ်အားလုံးမှာကြိုက်ဆုံးဆိုလို့ရှိရင်တော့ကြက်ကြော်နဲ့ဒီကြက်ခွေးတောက်လေးပေါ့နော်ကျန်တဲ့ဟာတွေလည်းကြိုက်ပါတယ်ဆောက်လို့ကောင်းပါတယ်ဒီပဲချမ်းလေးဆိုလည်းကျွတ်လေးနဲ့ကဲတော့ play ကတော့ဝါကြိတ်လိုက်အောင်မယ်အဲ့ဒီကတော့ကြက်ကြော်ပါကြော်စားလို့ကောင်းမှာပုံမှာဒါမစားရโอเคဒါလေးကတော့ဖားကြော်ပါအဲ့ဒါပေါင်နာလေးစားလိုက်ပါတယ်ကျန်တဲ့နေရာတော့မစားရလို့ဒါကြတော့ဒီဘက်မျိုးတွေမှာပါရတာပေါ့နော်ဒီဘက်ပလဲတို့ရန်ကုန်ဘက်ဒီမှာဆိုလို့ရှိရင်ဒါမျိုးတွေစားဖို့ကြောင့်ရှားရတယ်ပေါ့နော်ဒီလိုတန်လင်ဘက်တို့ဘာလို့လာမှာဒီလိုမျိုးတွေစားဒီလိုမျိုးတွေကြိုက်တဲ့လူတက်ဆိုတော့ share ပဲပလဲတော့ကြက်ကြော်တပါဆိုကြက်ကြော်တွေပဲကစ်လိုက်တာကဲဒီဆက်စားလိုက်ပါနော်ကဲပြည်သူကြီးခုဆိုလို့ရှိရင်တော့ပလဲနဲ့တသားရိုနဲ့ပြန်တော့မှာပဲဖြစ်ပါတယ်ဒါပလဲတို့ဒီနေ့ဟာဆိုလို့ရှိရင်ပေါ့နော်ဒါမီနိုတော့ကားတိုင်းလေးကိုလာပြီးတော့အပန်းဖြည့်ရပဲဖြစ်ပါတယ်ဒီလိုပိတ်ရက်လေးမှာတသားနဲ့ပလဲနဲ့တူပေါ့နော်ဒီလိုမျိုးတသားလဲဒါစပါရီလုပ်တဲ့ရေကူးတယ်ပလဲလဲဒီမှာစားချင်တာစားရပေါ့နော်အဲ့တော့ပြည်သူကြီးတို့စီမှာလဲဒါပလဲတို့လိုမျိုးတသားမီလေးရှိရဆိုလို့ရှိရင်တသားမီတို့ဒီကိုခေါ်လာပြီးတော့ဒါသူတို့နဲ့တူပန်းဖြည့်လို့ရပါတယ်လူကြီးတွေအတွက်လဲဒီလိုမျိုးစားတောက်ဖို့အတွက်ဒါအစင်းသိရှိနေဆိုတော့ဒါလုံးဝကွတ်တီပဲပေါ့နော်ဒီချစ်သူတွေအတွက်လည်းဒီလိုခွေးလေးတွေအများကြီးရှိရအတွက်ပျော်မယ်ဆိုတော့ပလဲအာမခံပါတယ်အဲ့တော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါအောင်မယ်ကဲဒီကနေပြီးတော့ပြန်มาတော့မယ်ရှင်တတာပလဲတွေကိုချက်ပြီးပါအဲ့တော့လက်ချဟုတ်လက်ချလာပြီရူစစ်ရူတာ